လေဖြတ်တယ်ဆိုတာကျူးတင်တတိဝိချက်မရှိပဲရုတ်တရက်ကြီးဖြစ်သွားတာလို့တန်ထင်းနေပါသလားတကယ်တော့အဲ့ဒါမှားပါတယ်လေဖြတ်ယောဂသည်အများစုဟာတကယ်အကြီးစားလေမဖြတ်ခင်တလားလို့အလိုကလေးက mini stroke လို့ခေါ်တဲ့အသေးစားလေဖြတ်ခြင်းလက္ခဏာတွေကိုကြိုတင်ခန်းစားရပူပါတယ်ဒါပေမဲ့အများစုကဒီလက္ခဏာတွေကိုတာမန်ညောင်းညာတာနေမကောင်းတာလို့ထင်ပြီးလှစ်လူရှုလိုက်ကြလို့နောက်ပိုင်းမှာအသက်အန္တရာယ်ရှိတဲ့အထိဆိုးရွားသွားကြတာပါဒီနေ့ဗီဒီယိုမှာတော့တင့်ကိုယ်တိုင်နဲ့တင့်ချစ်ရတဲ့မိသားစုဝင်တွေအတွက်မဖြစ်မနေတည်ထားတဲ့နဲ့လေမဖြတ်ခင်ခန္ဓာကိုယ်ကကြိုတင်ပြသနေမယ့်အရေးကြီးလက္ခဏာ9ရပ်ကိုပြောပြပေးသွားမှာပါမင်္ဂလာပါအရေးကြီးတဲ့ကျန်းမာရေးဗဟုသုတတွေကိုနေ့စဉ်မျှဝေပေးနေတဲ့ Tips for Health Channel ကနေကြိုဆိုပါရစေဗီဒီယိုလေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးဖို့မမေ့နဲ့နော်ကဲပထမဆုံးလက္ခဏာကဘာဖြစ်မလဲကြည့်လိုက်ရအောင်ပထမဆုံးနဲ့အတိအသာဆုံးလက္ခဏာကတော့မျက်နှာလက်ဒါမှမဟုတ်ခြေထောက်တွေရုတ်တရက်ကြီးထုံကျင်းသွားတာအားအင်မရှိတော့ပဲလှုပ်မရတော့တာပဲဖြစ်ပါတယ်အထူးသဖြင့်ခန္ဓာကိုယ်ရဲ့တချမ်းထဲမှာပဲဖြစ်တတ်ပါတယ်ဥပမာပစ္စည်းတစ်ခုခုကိုလှမ်းကြိုက်လိုက်တဲ့အခါလက်ကရုတ်တရက်အားမရှိပဲပြုတ်ကျသွားတာမျိုးပြုံးလိုက်တဲ့အခါမျက်နှာတချမ်းကရွေ့နေတာမျိုးတွေဟာအုံနှုတ်သေးကိုသွေးမရောက်တော့ဘူးဆိုတဲ့အသေးကြဆုံးကြိုတင်သတိပေးချက်ပဲဖြစ်ပါတယ်ဒုတိယလက္ခဏာတော့စကားပြောတဲ့နေရာမှာရုတ်တရက်အခက်အခဲဖြစ်လာတာပါကိုပြောချင်တဲ့စကားလုံးကိုစဉ်းစားလို့မရတော့တာရှာလေးပြီးစကားတွေလုံးထွေးသွားတာဒါအပြင်သူတစ်ပါးပြောနေတဲ့စကားကိုနားလည်ဖို့ခက်ခဲလာပြီးကြောင်တောင်ဖြစ်နေမယ်ဆိုရင်ဒါဟာအုံနောက်ရဲ့စကားပြောဆိုမှုဆိုင်ရာအစိတ်အပိုင်း speech center ကိုသွေးလုံလောက်စွာမရောက်တော့လို့ဖြစ်ပါတယ်တတိယအချက်ကတော့မျက်စိတစ်ဖက်ဒါမှမဟုတ်ငှက်ဖက်လုံးရုတ်တရက်အမြင်အာရုံမှုန်ဝါးသွားတာပဲဖြစ်ပါတယ်မျက်စိရှိမှအမဲရောင်ကက်လက်ကာကြီးချလိုက်တယ်လို့ရုတ်တရက်မောင်သွားတာဒါမှမဟုတ်ပစ္စည်းတစ်ခုကိုကြည့်လိုက်ရင်နှစ်ထပ်မြင်နေရတာမျိုးတွေဟာ mini stroke ရဲ့အဖြစ်များတဲ့လက္ခဏာတွေပါဒီလိုဖြစ်တာကစက္ကန့်ပိုင်းလောက်ပဲကြာတတ်ပြီးပြန်ကောင်းသွားတယ်လို့လူတွေကဂရုမစိုက်ပဲနေတတ်ကြပါတယ်ဒါကိုလုံးဝမပေါ့ဆတင်ပါဘူးစတုထအချက်ကတော့အကြောင်းရင်းမရှိပဲရုတ်တရက်ပြင်းပြင်းထန်ထန်ခေါင်းမူလာတာလမ်းလျှောက်နေရင်ဟန်ချက်မထိန်နိုင်ပဲရိုင်းလဲသွားတာမျိုးပါပုံမှန်ခေါင်းမူတာနဲ့မတူပဲကိုယ့်ပတ်ဝန်းကျင်ကြီးတစ်ခုလုံးချာချာလဲနေသလိုခံစားရတတ်ပါတယ်ဦးနှောက်ရဲ့ဟန်ချက်ထိန်တဲ့အပိုင်းကိုထွေးကြောပိတ်ဆို့မှုဖြစ်တဲ့အခါဒီလိုလက္ခဏာမျိုးပြတတ်ပါတယ်နောက်ဆုံးအချက်ကတော့ဘာအကြောင်းရင်းမှမရှိပဲရုတ်တရက်ပြင်းပြင်းထန်ထန်ခေါင်းကိုက်လာတာပါတသက်နဲ့တကူဒီလောက်စိုးစိုးရွားရွားခေါင်းမကိုက်ဘူးဆိုတဲ့အခြေအနေမျိုးပါခေါင်းကိုက်တာနဲ့အတူအန်ချင်းစိတ်ဖီတာအတိစိတ်လွတ်သွားတာမျိုးတွေပါလာခဲ့ရင်တော့ဒါဟာဦးနောက်ထဲမှာသွေးကြောပေါက်သွားနိုင်တဲ့အန္တရာယ်ရှိနေလို့အရေးပေါ်ဆေးရုံကိုချက်ချင်းသွားဖို့လိုအပ်ပါတယ်ဒီလက္ခဏာတွေကတခုခုကိုခဏတစ်ဖြုတ်ပဲခံစားရပြီးပြန်ကောင်းသွားတယ်ဆိုရင်တောင်မှလုံးဝပေါ့ဆဆမနေသင့်ပါဘူးဒါဟာတင့်ကိုခံစားကိုယ်ပါအချိန်မီကုသမှုခံယူဖို့ကြိုတင်သတိပေးနေတာပါဒါကြောင့်နားလေတက်ကျွမ်းတဲ့ဆရာဝန်နဲ့ချက်ချင်းပြသတိုင်ပင်ပါဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်သင်မိတ်ဆွေတွေကို share ပေးလိုက်ပါအောင်အားလုံးပဲယောဂဗျာကင်းဝေးကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြပါ